ဘစုံကုန်တွေပဲရှိတော့တယ်ခောက်သားပြုတ်တယ်ပဲကွာ ဟာလေးလေးပဲသားမယ်ပဲသားမယ် ချင်းသွားဆော့မယ် ဒီမစောင့်နေအောင်ခောက်ဆွဲလေးပြုတ်ကြတယ်နည်းနည်းလာစား ငါဝစ်ချရင်ငါအဲ့ဒါမစားတော့တန်လေးတိုင်ချ လာစားလိုက် ဟိုငါတန်လေးတိုင်ချထားတယ်လုံးဝ တန်တိတ်ချမချနဲ့ ဘာချက်တာ အမြင်နဲ့ပဲကြည့်လိုက်ခောက်ဆွဲပြုတ် ဟောဒီစား ဟော ငါအုံလုံးနဲ့လေးသင်းနေရမယ်ဗျာစားကြည့်ဘာလေးလည်းမတူပါထိုးထိုးနဲ့ချက်ချက်တော့သားလေးတွေဒါကငုံဥပဲဖြစ်ပါရဲ့ချက်သားလုံးလေးရဲ့အရသာဘယ်လိုပုံစံလဲကျွန်တော်ရဲ့လက်ရအောင်မိလားမမိလားဆိုတော့ကျွန်တော်ချက်လောက်စမ်းစစ်ကြည့်လိုက်ပါဦးဟောကျန်သွားဆောင်မယ်ဆိုပြီးတော့ခုတော့မစောတော့ဘူးတော့ပဲစားဘေဘီကောင်းလေးအုံးလုံးကောင်ဆွဲလေးကြားနေပဲအုံးလုံးနဲ့တော့မွေးနေဒါပေမဲ့အုံးလုံးကောင်ဆွဲရတာမဟုတ်ထုံးလာပြ ခဏလေးဒီမှာစားပြရတယ် စားနေ ဟမ် ထုံးလာအေးသွားကျွန်တော်မစားမှာဆိုလို့အင်ကြီးကိုလွတ်လိုက် ဖုန်းကလည်းအရေးအကြောင်းရဲ့ဆိုဘာလာမှန်းမသိခောက်ဆွဲပြုတ်စားတော့မယ်ဘစုံကုန်တွေပဲရှိတော့တယ်ခောက်သားပြုတ်တယ်ပဲကွာ